ငါ့ကိုပြပါ show me show ဆိုတာကြတော့ပြဒီပြတာဒီလို့အဓိပ္ပာယ်ရတယ် me ဆိုတာကြတော့ကျွန်တော်ကို show me ငါ့ကိုပြပါ show me number 4အောက်ကိုဆင်းသွားလိုက် go down အောက်ကိုဆင်းသွားလိုက် go down go ဆိုတာကြတော့သွားဒီလို့အဓိပ္ပာယ်ရတယ် down ဆိုတာကြတော့အောက်ကိုပေါ့နော်ဘယ်ကိုတွားရမှာလဲအောက်ကိုတွားရမှာဖြစ်တယ် go down go down number 5မင်းလိုချင်လား do you want do you want မင်းလိုချင်လား do you want number 6ဘယ်သူမှမသိဘူး no one knows no one ဘယ်သူမှ no ဆိုတာကြတော့တိဒီလို့အဓိပ္ပာယ်ရတယ်နှစ်ခုပေါင်းလိုက်တော့ဘယ်သူမှမသိဘူး no one knows ဘယ်သူမှမသိဘူးမဟုတ်ခိုးစားကြမယ်စဟာတော့တကယ်သွားမလုံးနဲ့ဆရာမအသုံးနဲ့ရိုက်လိုက်မယ်နော် no one knows number 7တကားပိတ်လိုက် close the door close ဆိုတာကြတော့ပိတ်လိုက်တာလို့အဓိပ္ပာယ်ရတယ် the door တကားကိုဘာလို့မှလဲ close ပိတ်လိုက်ပါတကားပိတ်လိုက်ပါ close the door close the door number 8စိတ်ရှည်ထားပါစိတ်ရှည်ပါ have patience have ဆိုတာကြတော့ရှိတာကိုပြောတာပေါ့နော်ဘာရှိခိုင်းတာလဲ patience စိတ်ရှည်မှုပေါ့နော် patience စိတ်ရှည်မှုနှစ်ခုပေါင်းလိုက်တော့စိတ်ကိုရှိထား have patience number 9တာမန်လား is it true တာမန်လား is it true မြန်ပြောလိုက်တော့ is it true number 20မငိုပါနဲ့ don't cry don't ဆိုတာကြတော့မလုံးနဲ့ပေါ့နော်အငင်းတဘောဆောင်တဲ့စကားလုံးဖြစ်တဲ့ cry ဆိုတာကြတော့ငိုဒီလို့အဓိပ္ပာယ်ရတယ်နှစ်ခုပေါင်းလိုက်တော့မငိုနဲ့ don't cry number 21ဒီမှာနေပါ stay here stay ဆိုတာကြတော့နေဒီနေထိုင်ဒီလို့အဓိပ္ပာယ်ရတယ် here ဆိုတာကြတော့ဒီမှာဒါတော့နေရာပြပုတ်ပေါ့နော်နှစ်ခုပေါင်းလိုက်တော့ဒီမှာနေပါ stay here number